ခုမှပဲတီးတော့တယ်ငယ်လေးတွေတွေးခဲ့တဲ့အယုတ်ကြီးပေါ့နော်အယုတ်ကြီး၃ယုတ်အဲ့လိုပဲ furniture အဲ့ pre-work ကစာအုပ်ဒီမှာအဲ့လိုပါတယ်ပေါ့နော်ဒီအယုတ်တွေနာမည်ကြီးပါတယ်ခုမှအပြင်မှာတူတော့တယ်1600လောက်ကအယုတ်ကြီးပေါ့နော်ဖူးအဲ့တုံးတွေကလက်ရတွေကဆောင်းမိုက်တယ်တကယ်သူတို့ထုလာတာတွေရတယ်တေးလဲတေးလို့အကြီးတွေကပုံမိုက်တယ်ကဲဒါတော့ပြင်သစ်ကနာမည်ကြီးနေတဲ့ Louvre ပြတိုက်ကြီးကိုကျွန်တော်သွားခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုဒီနေ့ဗီဒီယိုကတော့အဲ့ Louvre ပြတိုက်ထဲကဟာလိုက်ပြမယ်ပြီးတော့ကျွန်တော်ပြင်သစ်ကိုသွားခဲ့တဲ့အကြောင်းပေါ့နော်ဆိုတော့ပြင်သစ်ကိုဘယ်လိုသွားလဲဆိုတော့ဆက်စချင်းကတော့ဒီအီတလီကနေပြင်သစ်ကိုသွားတာဖြစ်ပါတယ်ဆိုတော့အစကိုကြည့်လိုက်အောင်ကဲအဲ့ဒီမရောက်ခင်ဘယ်ကိုရောက်လဲဆိုတော့ဒါအီတလီက club တစ်ခုပေါ့နော် Rome က club တစ်ခုဒါ Halloween day ဖြစ်ပါတယ်ဆိုတော့အကောင်လုံးအမှ Halloween costume တွေ design နေတယ်ပေါ့နော်ဆိုတော့အမှမမရသူကဘီယာတစ်ခွက်နဲ့ quality တစ်ခွက်ဈေးတူပါပဲဆိုတော့တစ်ခွက်ကိုယူရို20လောက်ပေးရပါတယ်ဆိုတော့အဲ့20နဲ့ကလည်းတစ်ခွက်နဲ့မမူးဆိုတော့ကျွန်တော်၄ခွက်လောက်တောက်ခဲ့ရပါတယ်ပေါ့နော်ဒါတော့ဘယ်ဖြစ်ဖြစ်ယူရိုမှာကျွန်တော်စပိန်ရောက်တော့လည်း club ဝင်ခဲ့ပါတယ်ဒါတော့အီတလီက club ပေါ့နော်ဒါ Halloween style ပြီးနောက်နေ့မလဲလဲကြာရောဒါဟိုလေးစိတ်ရောက်သွားတယ်ဒါဖူမီချီကိုလေးစိတ်ကနေကျွန်တော်တို့ဟိုပြင်သစ်လေးစိတ်ကိုသွားမှာပေါ့နော်ကဲတော့ပြင်သစ်ကိုရောက်တော့မယ်ရောက်တော့အမှသာကျွန်တော်ဟိုတယ်ကိုဘယ်လိုသွားလဲဆိုတော့အမှ Google Map အဓိက Google Map ပါပဲဆိုတော့အမှ Google Map မှာဘယ်လိုသွားလဲဆိုလမ်းကြောင်းတွေပေါ်လာတယ်ပြီးရောက်ချင်မဲ့တော့ Halloween style နဲ့အမှ Ferrari တစည်းတွေပေါ့နော်ဆိုတော့မိုက်တယ်တကယ်ဒါတော့ပြင်သစ်မြို့တော်ရောက်ပြီဆိုတော့ညဘက်ရောက်တော့ကျွန်တော် land track ရောက်တယ်ပြီးတော့အပေါ်ကြည့်ရင်လို့ဆိုရင် Sky Bar ကိုသွားတယ်ဗျာအမှအဲ့ Sky Bar ကလည်းသူက fashion ရွေးသေးအောက်ကသူသတ်မှတ်ထားတဲ့ဟာရှိရင်မရရင်အဲ့ဒါမှမဟုတ်ရင်အပေါ်ပက်တက်လို့မရအောင်ဒါအပေါ်ရောက် review ဆိုအဲ့လိုမီးမိတော့တွေကသူကဟိုဘယ်လိုလဲပိတ်လိုက်ဖွင့်လိုက်ပေါ့နော်အဲ့လိုမျိုးဒါဖွင့်တဲ့ချိန်ရိုက်ခါတာအများကြီးအဲ့လိုဖွင့်နေတော့မဟုတ်အဲ့တစ်ခွက်ကိုလည်းကျွန်တော်အစိတ်လာမသိဘူးပေးခဲ့ရတယ်အဲ့ဆိုအပေါ်တက်ခွင့်အစိတ်ပေါ့ဗျာဒါပေမဲ့ဘယ်လိုပေါ်တက်ခွင့်အစိတ်ဒါပေမဲ့အဲ့ခွက်ကပါပြီးသားအဲ့လိုမျိုးဒါတော့ဟိုမြည်လင်းနေတဲ့ညူပေါ့ဗျာကျွန်တော်တို့လည်းဒါရုပ်ရှင်ထဲမှာပဲတွေ့ဘူးလားအခုတော့တွေ့ပြီးပါပြီဆိုတော့အမှမရဘယ်လိုလဲဆိုတော့ Vespa တစည်းကိုအမှုပေါ်တင်လာတယ်ဆိုတော့အဲ့လေးကမိုက်ပါဆိုတော့ရိုက်ခဲ့ပြီးတော့ပြန်ဒါတော့သူများရိုက်ပြီးတဲ့ပုံပေါ့နော်ကဲဒါတော့မှ bolt ရတယ်ဆိုတော့73နဲ့ဟိုမိနစ်20လောက်အစိတ်လောက်တော့မောင်းရပါတယ်ဆိုတော့ဒါ CHR ရဲ့ brand new and ဆိုတော့တက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ CHR brand new ကိုစီးဘူးသွားတာပေါ့ဗျာဆိုတော့ bolt စီးလိုက်ရတာတက်ပါတယ်ဆိုတော့လမ်းမှာအဲ့ Hammer EV တွေ့ခဲ့တယ် Hammer EV ကလည်းသူသတ်မှတ်ထားတဲ့အကျယ်ထက်တောင်ကျယ်နေဘောင်တောင်ကျော်နေပေါ့နော်ကဲအဲ့ဒါနောက်နေ့မနေ့ဖြစ်ပါတယ်ဆိုတော့အမှစားပဲယူရိုမှာဘာစားအနည်းဆုံးကတော့1.5နည်းနည်းမုတ်ကြီးဆို2.5 coffee ပါထပ်ပေါင်းရင်1.5 euro လောက်ထပ်ပေါင်းလိုက်ဆိုတော့မနက်စာကအနည်းဆုံးအဲ့လောက်ကိုကုန်ပါတယ်ပြီးတော့အဲ့ဒါနဲ့ကျွန်တော်မနက်ကိုအပြင်အဲ့လိုတွိုင်းနဲ့ဟိုဘယ်ရောက်လဲဆိုတော့မှဒီ Dynasty showroom တို့ Ducati showroom တို့ BMW showroom တို့လည်းရောက်သွားပါသေးတယ်R1300 RT ပေါ့နော်အဲ့ဖြူအောင် RT အဲ့ကောင်ပြင်အဲ့မှာတော်တော်စီးကြတယ် RT Gold Wing နေကျွန်တော်အဲ့ဒီရောက်အဲ့ဟာတွေတွေ့ဘူးတော့ပဲတော်တော်ဒီမှာ Gold Wing ပေါ့နော် Gold Wing နေအဲ့ဒီ BMW 1300 RT တော်တော်စီးရကဲဒါတော့ Eiffel Tower ကြီးဒါပြင်သစ်ရမသွားမနေရဟာကြီးဆိုတော့ပေါ်မတက်ခဲ့ဘူးလမ်းလျှောက်တက်လို့ရတယ်တွေ့တယ်တက်လိုက်တက်လို့ရတယ်တွေ့ဆိုတော့ဒါကျွန်တော်ဒီဒါပြင်သစ်ကိုတယောက်တည်းသွားခဲ့ရပါတော့ Europe ကိုသွားတာလွယ်တယ်အဲ့ Google Map ကိုသွားပြီးကိုသွားချင်တဲ့နေရာကိုထောက်ပြီးသွားရင်အမှသူဘလို့သွားဆိုအကုန်ပြရထားဘယ်နံပါတ်စီဒီဘတ်စကားဘယ်နံပါတ်စီပေါ့နော်လက်မဝယ်တာကြီးလည်းလွယ်တယ် direction နဲ့လည်းအကုန်လွယ်ပါတယ်ကျွန်တော်တယောက်တည်းတကယ်သွားလို့အဆင်ပြေပါတယ်မြင်နေရပြီဆိုတော့ဒါအမှတ်တိုင်ရောက်ပြီဆိုတဲ့သဘောပဲအဲဆိုတော့ဒါအပြင်ကနေကြည့်ရင်တော့အချွန်ကြီးဒေတာအထက်ကနေမြင်ရတဲ့အဲ့ဒီအချွန်ကြီးပုံစံပေါ့နော်ဒါကျွန်တော်အပြင်ကနေဆိုရင်ဒါဘာကြီးလဲပြီးတော့မှသိရအထက်ရောက်ဖို့မှသိရဒါ तू ကမြေအောက်ထက်ကနေဝင်ရတာဗျာသိလားကဲဒါတော့ तू အမှနာမည်ကြီးကတော့မိုနာလီဇာပေါ့ဗျာတခြား तू မှနာမည်ကြီးအစုံရှိရယ်တော်အစုံရှိရယ်ကိုအဲ့ပြလိုက်သွားမယ်ဆိုရင်တကယ်တရက်လောက်အချိန်ပေးနိုင်ရင်ဒါအကောင်းဆုံးပဲဒါ तू ပြလိုက်အထက်ကနေထားကဲပြလိုက်တော့ရောက်လာပါပြီကဲမှာတော့တွေ့အစားညတော့အဲ့ကျောက်ဖတ်တီသွားတယ်ဒါတော့ဒီဘယ်လိုပြောမလဲဒါ Egypt ပေါ့နော် Egypt ကဟာတွေလည်းသူ့မှာအစုံရှိတယ်ခေတ်အဆက်ဆက်ကဟာတွေကိုသူ့မှာရှိတယ်အဲ့73ရာစု14ရာစုအဲ့73ရာစုရဲ့အရှိပိုင်းကဟာတွေလည်းရှိတယ်ဆိုတော့တော်ကိုဘယ်လိုပဲခေတ်ကိုကြည့်ခြင်းလဲပေါ့နော်ဆိုတော့အမှသူအကျေကြီးလာလဲတော်တော်ကြီးကိုကျေလုံးနေဆိုတော့သူခွဲထားတယ်အဲ့ဒါဟိုလိုက်ကြည့်ဆိုတော့ကျွန်တော်မရပဲကျွန်တော်အဲ့လူပြလိုက်ကပါလဲဟိုခိုးခံပြီးတော့ကျွန်တော်တပတ်အကြာမှာကျွန်တော်သွားတော့ပြန်ဖွင့်သွားတာပေါ့နော်သူတို့ပိတ်လိုက်တယ်3ရက်လောက်လားမသိအဲ့လိုပိတ်လိုက်တယ်ကဲဒီနာကြီးကတော့ဒါ18ရာစု18ရာစုလောက်ကသူတို့
လောက်ထားတဲ့ဟာပေါ့နော်သူတို့အဲ့တုံးတွေကသူတို့ဒီ mechanical ဘိုင်း engineer ဘိုင်းတွေကဘယ်လောက်တော့အနူးစိမ့်နေပြီလဲဆိုတော့အဲ့ဒါကြည့်ရင်သိတာပါတယ်ဆိုတော့ဒါအောက်ကစာတွေကတော့သူတို့ဘာသာစကားဟို2မျိုးလောက်နဲ့ရေးထားတာပေါ့ဗျာဆိုတော့အမှအဓိကတော့ကျွန်တော်ကဟိုတခြားစိတ်ဝင်စားတယ်ဘယ်နဲ့ခုနှစ်ကဟာလဲဘယ်ရာစုကဟာလဲအဲ့ဒါကိုကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားပါတယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးပဲလိုက်ကြည့်ပြတယ်ပေါ့နော်ဆိုတော့သူတို့ရှိက pre-ball က data သူတို့ဘယင်းတွေသုံးခဲ့တဲ့ pre-ball ကတွေကတကယ်အနုစိတ်ပါတယ်တကယ်မိုက်တယ်ပေါ့နော်ခန်းနာတယ်ဆိုတာလည်းအဲ့လိုဒီ Europe ဘက်ကိုရောက်မှာပဲသူတို့ခန်းနာတယ်ဆိုတာကသိတာပေါ့နော်ကျွန်တော်တို့ဘလို့မှဟိုအဲ့ပကြီးကားတွေရောအဲ့ပြင်သစ်မှမဟုတ်ပါဘူးဒီသူတို့ Europe ဘက်ကိုသာသွားလိုက်သူတို့တကယ်ရှေးကအဲ့သွားလို့ရတဲ့နေရာတွေအရင်သူတို့ဘယင်းတွေတော်တော်ခန်းနာခဲ့တာကျွန်တော်လည်းဒါလက်တွေ့ရောက်မှာပဲသိတယ်ဆိုတော့ဒီလိုမျိုးဒါကျွန်တော်တခမ်းမဲ့ရိုက်ပြတာအဲ့လိုမျိုးဟာတွေကလည်းအများကြီးရှိတယ်အမှခြေတော့ကိုတညောင်းမယ်အဲ့လူပြတဲ့တည်းမှာခြေတော့တော်တော်ညောင်းကဲဒါတော့အခုဒါပြီးကန်ဒီထွက်ပေါက်နာကဒါရုပ်ထုတွေပေါ့နော်ဒါရုပ်ထုတွေကဘယ်လိုဖြစ်အရန်သေးစိတ်လုံးအကြည့်လို့ကျွန်တော်ရိုက်လာကျွန်တော်မရိုက်လဲရိုက်ရတယ်အများကြီးကြံသေးတယ်ဒါကျွန်တော်တိတဲ့လောက်ကျွန်တော်လက်လန်းမိတဲ့လောက်ရိုက်ခဲ့တာလေးတွေပဲဒါအဲ့ကားကလည်းဈေးမကြည့်ပါဘူးဘယ်လောက်လဲ30အဲ့လောက်30လားကျွန်တော်မေ့သွားပြီပေါ့နော်တိကျတော့မှတ်မိတော့အဲ့လောက်ပဲဈေးမကြည့်ဘူးလက်မှတ်လည်းဝယ်ရမခက်ဘူးကြိုးဝယ်စရာလည်းမလိုအဲ့ရောက်မှဝယ်လိုက်ရုံပဲပြီးတော့တန်းစီနေရာတွေကလည်းတန်းစီနေတာပြောတကယ်ရွေ့တယ်ဗျာဘာမှကဲတော့ရွေ့နေအောက်ရောက်သွားတာပဲဘာမှမစီလိုက်ရကဲဒါတော့ပြန်ကန်နီးမြင်ရတဲ့အပေါ်အချွန်ကြီးကနေအောက်ကိုပြောက်သွားတယ်ဒီဇိုင်းပေါ့နော်တော်တော်လှလို့ကျွန်တော်ရိုက်လာတာဒါတော့အဲ့ပြတိုက်ကနေထွက်ချင်းဒီအဲ့လိုတရားတွေပဲကူတာကျွန်တော်ပြန်မဲ့လေစိတ်ကူသွားမဲ့မှတ်တိုင်သွားပါတော့မှတ်တိုင်သွားနေရပြင်သစ်ကဒါသူတို့ဒီညနေကင်းအလှပရိုက်ခဲ့တာဖြစ်ပါတယ်ဆိုတော့လှပါတယ်ကဲဒါတော့ဒီအီတလီကိုကျွန်တော်ပြန်ပါပြီကျွန်တော်အီတလီကိုပဲပြန်သွားပြီးအီတလီမှာ2ရက်3ရက်လောက်နေသေးတာဟုတ်ဆိုတော့ဒါအောက်ကသူတို့ရဲ့အနေထားပေါ့နော်ဒါသူတို့ပဲယူရိုပဲနိုင်ငံတော်ပါအဲ့လိုရောက်ခန်းနေဆိုရင်အဲ့လို view ကိုမြင်ရတယ်ဒါဟိုလေအင်ဂျင်ကလေမိုရောင်ကြီးပေါ့နော်ကျွန်တော်လည်းအဲ့ဘက်ရောက်မှအဲ့လိုလေမိုရောင်ကြီးစီးဘူးလားကျွန်တော်ရမ်းမစီးဘူးလေရင်ကတော့အသေးပါပဲဟိုအဲ့တနင်္လာသွားရင်သူတို့လေရင်အသေးတွေပဲဒီကနောက်ဆုံးတော့ဟိုမှာခြေလမ်းပေါင်း2100ပြည့်သွားတဲ့ဒါအမှတ်တရနေ့ပါပဲကျွန်တော်ဒါပြင်သစ်ကိုကျွန်တော်တယောက်ထဲသွားခဲ့တဲ့ခီးစဉ်ပဲဖြစ်ပါတယ်